သစ္စာရှိတဲ့အမျိုးသမီးတယောက်ရဲ့ချစ်ချင်းတရားကတခြားသူတွေနဲ့မတူပါဘူးသူ့ရဲ့ချစ်ချင်းကခဏတာခံစားချက်မဟုတ်ဘဲနဲ့နက်နက်ရှိုင်းရှိုင်းအမြင့်တွင်နေတဲ့အပင်တစ်ပင်လိုပေါ့သူဟာအခြေအနေတွေကြောင့်မဟုတ်ပဲသူ့ရဲ့ပင်ကိုယ်စိတ်ဓာတ်ကိုကသစ္စာတရားကိုတန်ဖိုးထားလွန်လို့တခြားသူတွေထပ်ပို့ပြီးတော့လက်တွဲမြင်းနေတတ်တဲ့သူလေသူဟာအခွင့်အရေးတွေကိုအကြိမ်ကြိမ်ပေးတတ်ပါတယ်တစ်ကြိမ်နှစ်ကြိမ်တည်းမကပါဘူးမင်းပြီးတဲ့နာကျင်မှုတွေစိတ်ပြက်စရာတွေကိုကြော်လွန်ပြီးတော့မင်းအထက်ကသူယုံကြည်တဲ့လူကောင်းတယောက်ကိုပဲသူကြည့်နေတတ်တာလေတက်တဲ့အထောက်ထားတွေကမယုံကြည်ဘူးပြောနေရင်တောင်မှသူကတော့မင်းကိုပဲဆက်ပြီးတော့ယုံကြည်နေတတ်တာငါတို့ဆိုတဲ့အနာဂတ်နဲ့မင်းပေးခဲ့တဲ့ဂတိတွေကိုတခြားသူတွေလက်လျှော့သွားချိန်မှတော့မှသူကတော့ဆက်ပြီးတော့စုပ်ကင်ထားတော့ပဲလေသူကမင်းကိုနေတိုင်းရွေးချယ်နေခဲ့တာပါတစ်ဖက်လူစီကလည်းအလားတူဂရုစိုက်မှုနဲ့ရွေးချယ်မှုကိုပြန်ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့သူဟာအကြိမ်ကြိမ်ရွေးချယ်နေခဲ့တာပေါ့သူရဲ့သစ္စာရှိမှုဟာတိတ်ဆိတ်ပေမဲ့ကြီးမားတဲ့အင်အားတစ်ခုလိုပါပဲအဲ့ဒါဟာအဆုံးစွန်ထိပြီးခံနိုင်တဲ့အစွမ်းတတိပါပဲဒါပေမဲ့တနေ့မှာတော့တစ်ခုခုကပြောင်းလဲသွားပါလိမ့်မယ်အဲ့ဒါကစူးစူးညံ့ညံ့အကြီးအကျယ်ရန်ဖြစ်တာမျိုးမဟုတ်ဘဲနဲ့တိတ်တိတ်ဆိတ်ဆိတ်နဲ့စိတ်ထဲမှာအပီးတိုင်ဆုံးဖြတ်လိုက်တာမျိုးပါပြီးခဲ့တဲ့အခွင့်အရေးတွေခန်းချောက်သွားတဲ့အခါလက်တွေးဘဝရဲ့ရိုက်ခတ်မှုတွေကြောင့်ယုံကြည်မှုတွေပြတ်တောက်သွားတဲ့အခါအမြဲတမ်းမင်းအတွက်ပဲရွေးချယ်ခဲ့တဲ့သူဟာအခုတော့သူ့ကိုယ်သူအတွက်စတင်ရွေးချယ်လိုက်ပါပြီအဲ့ဒီလိုအချိန်မျိုးမှာသူဟာတီတီငိမ့်ငိမ့်နဲ့ပဲသူ့ရဲ့သစ္စာတရားကိုသူ့ကိုယ်သူစီပြန်လှည့်လိုက်တဲ့အခါမှာတော့မင်းဒါကိုရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်မင်းဆုံးရှုံးလိုက်ရတာဟာစိတ်လိုက်မှန်ပါလှုပ်တတ်တဲ့သူမဟုတ်ပါဘူးပြဿနာလေးရှိုံနဲ့ထွက်ပြေးတတ်တဲ့သူမျိုးလည်းမဟုတ်ဘူးလေမင်းဆုံးရှုံးလိုက်ရတာကအဲ့ဒီလိုလူမျိုးတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့စိတ်ရှည်တီးကပ်မှုရဲ့ပြတိုက်ကြီးလိုလူမျိုးကိုပါမုံတိုင်းတွေကိုကြမ်းကြမ်းခံဖို့တိဆောက်ထားတဲ့သူမျိုးကိုမင်းဆုံးရှုံးလိုက်ရတာလေမင်းရဲ့ကြရှုံးမှုတွေခက်ခဲတဲ့အချိန်တွေပြင်းစရာကောင်းတဲ့နေ့ရက်တွေနဲ့ထူးခြားတဲ့အချိန်တွေအထိမင်းဘေးမှာထာဝရရှိနေပြီးမဲ့သူကိုမင်းဆုံးရှုံးလိုက်ရတာပေါ့သူကမင်းရဲ့ကြောက်စူးမင်းရဲ့အိမ်မင်းရဲ့တည်မြဲခြင်းဖြစ်ပြီးမဲ့သူလေ